皆さんこんにちはこんばんはအခုဖြေပြမှာက N3 GMPD မေကွန်ဟောင်း2018 12လပိုင်းရဲ့စတားပုတ်စာဖြစ်ပါတယ်အဲ့တော့စတားပုတ်စာ၅ပုတ်ကိုအချိန်တိုအတွင်းမှာတေချာအောင်လို့အမှတ်ယူပြီးတော့အမှတ်တွေအများကြီးရအောင်လုပ်မယ်ပေါ့နော်အဲ့တော့စပြီးကြည့်ပါမယ်အဲ့ဆက်လေးကိုဖတ်ကြည့်ပါမယ်ရတဲ့စကားလုံးဆိုတော့ခါလေးမြန်မာလိုတန်းဖတ်ပါအဲ့တော်ရုံတန်ရုံနဲ့တဲ့အင်္ဂလိပ်စာရဲ့စကားလုံးတွေကိုမမှတ်နိုင်တော့ကြောင့်မနော်တဲ့တော့ကြောင့်အပေါ်ရတာလည်းနိုင်မမှတ်နိုင်တော့ကြောင့်အင်္ဂလိပ်စာရဲ့တိုခုအီနာဆိုကျွမ်းကျင်တဲ့တိုမိုတာချီတငယ်ချင်းကကွက်လက်လေးခုရှိတာလောက်ခဲ့တယ်ပေါ့နော်အဲ့တော့ပြန်ပြောမယ်တော်ရုံတန်ရုံနဲ့အင်္ဂလိပ်စကားလုံးမီးနည်းတွေကိုဘလို့မှမှတ်သားလို့မရတဲ့အတွက်ကြောင့်အင်္ဂလိပ်စာကျွမ်းကျင်တဲ့တငယ်ချင်းကကွက်လက်လေးခုလောက်ခဲ့တယ်ဟုတ်ပြီအဖြေသွားဖတ်မယ်ခိုးတိုနီအကြောင်းကိစ္စအဖြစ်ပေါ့နော်နောက်တစ်ခါရက်တဲ့ဣတလောက်ခဲ့တယ်လုံနေတယ်ပေါ့နော်ယောနီကအောင်လို့အတိုင်းပဲသုံးလို့ရတယ်နောက်တစ်ခါနန်းတို့မခိုက်တဲ့မိလို့အချိန်ချင်းရေးကြည့်တယ်အဲ့တော့ point ဖမ်းမယ်ထောသားနဲ့ဒီရှေ့ရဖမ်းမလားနောက်ကဖမ်းမလားဒီစကားဆက်တွေနဲ့ဖမ်းမလားအဲ့တော့ဒီကနေစဖမ်းမယ်အဲ့တော့ရှိတဆိုလို့ရှိရင်အရှိမဘလို့ဟာလိုက်မလဲဆိုတခုချင်းဆက်မယ်ခိုးတုန်နီရှိတဆက်လို့ရတယ်ခိုးတုန်နီဆိုလို့ဆို grammar ရှိတယ်နောက်တစ်ခါရက်တဲ့ဣတရှိတဆိုတာဆက်လို့မရဘူးဆိုတော့တားနှစ်ခုဖြစ်နေတယ်စကားထဲမှာလည်းရက်တဲ့ဣတရှိတဆိုအဓိပ္ပာယ်တစ်မျိုးကြီးပဲရက်တဲ့ဣတလောက်ခဲ့တယ်ရှိတခဲ့တယ်အတူတူပဲဖြစ်နေဆက်လို့မရဘူးယောနီရှိတအောင်လုပ်တယ်ဆက်လို့ရတယ်ဒီသုံးလဲတော့ဆက်လို့ရတယ်နော်အဲ့တော့ယောနီဆိုလို့ grammar ရှိရလေ N4 မှာတော့ရှိတယ်ဟုတ်ပြီနော်အဲ့တော့ plain form နဲ့သုံးမယ်ပေါ့နော်နောက်တစ်ခါနန်းတို့မခိုက်တဲ့ခါကြီးတဲ့မီရုကြီးချောက်ကြီးပေါင်းထားတဲ့ plain form ပဲအချင်းချင်းရေးကြည့်တယ်ရှိတလောက်ခဲ့တယ်ဒီမှာကြီးချောက်ကြီးဒီမှာအတိတ် form ကြီးအဲ့တော့သူကဆက်လို့မရအဲ့တော့ရှိတရဲ့အရှိမဆက်လို့ရတာက1နဲ့3ရှိတယ်ဘယ်ဟာဖြစ်မလဲတစ်ခုချင်းဆက်ကြည့်မယ်ခိုးတုန်နီရှိတဆက်လို့ရတယ်ယောနီရှိတဆက်လို့ရတယ်ဟုတ်ပြီနော်အဲ့ထပ်ပြီးသိထားမှာကခိုးတုန်နီဆိုလို့ရှိရင်ခိုးတုရဲ့အရှိမလိုက်တာကကြီးချော့ခေနဲ့ 9K ပဲလိုက်မှာများတော့အပြင်ကြီးချော့ခေပဲလိုက်တာများတယ်အဲ့တော့ကြီးချော့ခေခိုးတုန်နီဆိုလို့ကိစ္စအကြောင်းကိစ္စဖြစ်တယ်အကြောင်းကိစ္စလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါဆိုလို့ရှိရင်ဒီအဖြေထဲမှာကြီးချော့ခေပါတာဘာရှိတယ်ဆိုတော့ဒီတစ်ခုပဲရှိတယ်သိကြတယ်အဲ့ဒါဆိုလို့ရှိရင်တစ်ရဲ့အရှိမ4ရှိရမယ်4ရဲ့အနောက်မှာတစ်လိုက်ရမယ်အဲ့ဒါဆိုရင်4 1 1 4အစင်လိုက်ဖြစ်ရမယ်4 1ဖြစ်ရမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီကြံနဲ့ရက်တဲ့ဣတာနဲ့ယောနီဘယ်လိုဆက်မလဲအဲ့တော့ယောနီက plain form နဲ့သုံးတယ်ဒီထဲမှာကြံတာလိုက်ကြည့် plain form မှာဒီတစ်ခုပဲရှိတယ်ဒီ4နဲ့2ရှိတယ်ဆိုရင်ပဲ4ကကျတော့1နဲ့တော့တွေ့မယ်ဆိုတော့ယောနီရဲ့အရှိမ plain form လိုက်တာဆိုတော့ဒီကောင်ပဲရှိတယ်အဲ့ဒါဆိုလို့ရှိရင်ဒီနှစ်ခုက80နောက်ဆင်2 3ဖြစ်မယ်အဲ့တော့1နဲ့4ကလည်းပဲsorry 4နဲ့1ကလည်းပဲ80နောက်ဆင်ဖြစ်မယ်အဲ့ဒါဆိုရင်2 3 4 1ဖြစ်မလား4 1 2 3ဖြစ်မလားဆက်ကြည့်မယ်အရင်ဆုံး2 3 4 1ဆက်ကြည့်မယ်အဲ့တော့တငယ်ချင်းကရက်တဲ့ဣတာယောနီဆိုလို့ရှိရင်လုတ်ခဲ့တဲ့အတိုင်းဟုတ်ပြီနော်အဲ့တော့အချိန်ချင်းရေးကြည့်ဖို့ကိစ္စလုတ်ခဲ့တယ်အချိန်ချင်းရေးကြည့်ခဲ့တယ်အဲ့တော့ရုခိုးတုန်နီရှိတာလေလုတ်ခဲ့တယ်လေအဲ့ဒါဆိုလို့ရှိရင်တငယ်ချင်းကလုတ်ခဲ့တဲ့အတိုင်းအချိန်ချင်းရေးကြည့်ခဲ့တယ်ဒါဆိုရင်နှစ်သုံးအရှိမှထားတယ်အဲ့လိုမဟုတ်ဘဲနဲ့လေးတစ်ကိုရှိမှထားမယ်ဆိုရင်တငယ်ချင်းကအချိန်ချင်းရေးကြည့်ခဲ့တဲ့ကိစ္စလုတ်ကြည့်ခဲ့အတိုင်းခဲ့တယ်ဆိုတော့တမျိုးဖြစ်နေစကားအဲ့ဒါဆိုလို့ရှိရင်အရှိအတိုင်းပဲပြန်ဆက်မယ်နှစ်3 4 1ပဲဆက်ကြည့်မယ်တငယ်ချင်းကလုတ်ပေးခဲ့တဲ့အတိုင်းလုတ်ပေးခဲ့တယ်လို့မျိုးအချင်းချင်းရေးကြည့်ဖို့လုပ်ခဲ့ပါတယ်အချင်းချင်းရေးကြည့်ခဲ့တယ်အဲ့တော့ဘတ်ရုခိုးတုန်နီရှိတာပဲရှိရတယ်ဘတ်ရုခိုးတုန်နီရှိတာဘတ်ကိစ္စလုပ်တယ်အကြောင်းကိစ္စလုပ်တယ်ဖြစ်သွားတယ်အဲ့ဒါဆိုရင်စတားနေရာပါကြတယ်ဆို3ကြတယ်ဟုတ်ပြီနော်အဲ့ဒါဆိုဆက်ကြည့်မယ်15ကိုကြည့်မယ်ဟန်တိုရှိမာရဲ့ခါထားတဲ့လွန်ခဲ့တဲ့နှစ်ဝက်ကလေးကတဲ့ကော့လက်လေးကိုအိုဝတ်တဲ့ရှိမတ်တာပြီးသွားခဲ့ပါတယ်တဲ့လွန်ခဲ့တဲ့နှစ်ဝက်ကလေးကအိုဝတ်တဲ့ရှိမတ်တာပြီးသွားတယ်ကော့လက်လေးကိုကြည့်မယ်တိုနောက်ဆုံးတော့မိတဲ့ဣတာကြီးခဲ့တယ်မိုင်းရှူအပတ်တိုင်းစုခိနာဒိုရမာကသဘောကျတဲ့ရုပ်ရှင်ကပေါ့နော်သဘောကျတဲ့ရုပ်ရှင်ကအဲ့ဒါဆိုရင်အိုဝတ်တဲ့အရှိကနေဆက်မလားအရှိကနေဆက်မယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်ဝက်ကလေးကနောက်ဆုံးတော့လွန်ခဲ့တဲ့နှစ်ဝက်ကလေးကကြီးခဲ့တယ်လွန်ခဲ့တဲ့နှစ်ဝက်ကလေးကအပတ်တိုင်းလွန်ခဲ့တဲ့နှစ်ဝက်ကလေးကကြိုက်ခဲ့တဲ့ drama ဘယ်ဟာဖြစ်မလဲရုပ်တရက်ဆိုရင်လည်းဆက်ကြည့်ရတာလွန်ခဲ့တဲ့နှစ်ဝက်ကလေးကကြီးခဲ့တာနဲ့လွန်ခဲ့တဲ့နှစ်ဝက်ကလေးကအပတ်တိုင်းနဲ့အဲ့နှစ်ခုကိုဆက်လို့ရမယ်အဲ့ဒါဆိုရင်လွန်ခဲ့တဲ့နှစ်ဝက်ကလေးကကြီးခဲ့တာဆိုလို့ရှိရင်ကြီးခဲ့တဲ့နောင်ထည့်ရင်နောင်ကဘာရှိတယ်ဆိုတော့ဒီ drama ရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့လွန်ခဲ့တဲ့နှစ်ဝက်ကလေးကအပတ်တိုင်းဆိုလို့ရှိရင်ဘာလုပ်ခဲ့မှာလဲကြီးခဲ့တာနှစ်ကိုထည့်မယ်ဆိုရင်နှစ်ကနောက်က4လိုက်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့3ကိုရှိမှထည့်မယ်ဆိုရင်3ရဲ့နောက်က2လိုက်မယ်အဲ့ဒါဆိုရင်3ရဲ့နောက်က2လိုက်မယ်ဆိုရင်2ရဲ့နောက်က4 3 2 4တတွဲရသွားပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်1ကိုဘယ်မှာထားမလဲအရှိဆုံးမှာပဲထားမလားနောက်ဆုံးမှာပဲထားမလားတိုးကနောက်ဆုံးတော့လေအဲ့ဒါဆိုရင်လွန်ခဲ့တဲ့နှစ်ဝက်ကလေးကအပတ်တိုင်းကြီးခဲ့တဲ့အဲ့လိုမှမဟုတ်ဘဲနဲ့တမျိုးပြဆက်ကြည့်မယ်လွန်ခဲ့တဲ့နှစ်ဝက်ကလေးကကြီးခဲ့တဲ့အပတ်တိုင်းလားပြောင်းမြန်ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့နည်းနည်းစကားမလှတော့အဲ့ဒါပြန်ပြောမယ်လွန်ခဲ့တဲ့နှစ်ဝက်ကလေးကအပတ်တိုင်းကြီးခဲ့တဲ့အရန်ကြိုက်ရတဲ့ drama ကနောက်ဆုံးတော့ပြီးသွားခဲ့ပြီအဲ့ဒါစကားအရန်လှဟုတ်ပြီနော်အဲ့ဒါဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့အပတ်တိုင်း3ကြီးခဲ့တဲ့နှစ်သဘောကျတဲ့ရုပ်ရှင်ကနော်4နောက်ဆုံးတော့ဆို1ပြီးသွားခဲ့တယ်အဲ့ဒါဆိုလို့ရှိရင်3 2 4 1စတားနေရာက4ကြတယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်ဆက်သွားမယ်16ကိုကြည့်မယ်အဲ့ဒါဒီဟာကကျတော့ဟာရှိတရားပေါ့နော်ဒါဆိုလို့ရှိရင်အိုခါဝါဟာရှိတရားတည်တယ်အဲ့တော့ဒီခန်းကြီးမရန်ထားလိုက်နာမည်ပေးလိုက်ဝါဆိုတာတီကိုတည်ရမယ်အဲ့တော့ဒီခန်းကြီး3လုံးဒီကွက်လက်၄ခု
ဒီမှာကွင်းစားကင်းမင်းနဲ့ခန်းကြီးရေးထားပြီးတယ်ဒါမဲဂါနဲ့ဒီဟာကိုတော့မသိရင်ထားလိုက်အောင်ဟာရှိပေါ့နော်တရားအဲ့တော့မဲဂါနဲ့တရားဒီမှာကွင်းစားကင်းမင်းနဲ့ပြတော့ကြောင့်သူ့နာမည်လို့သာမှတ်ဒီစကလုံးလေးလုံးတို့မိုးလဲပဲဒီဟာတော့သိရမယ်ရောပါတယ်တဲ့ဤလိုခေါ်နေကြတယ်အဲ့ဒါဆိုရင်ဒီခန်းကြီးတွေကိုမရရင်ခန်းကြီးလို့ပဲထားမှတ်လိုက်ဒီခန်းကြီး၃လုံးဒီကွက်လက်၄ခုလို့ကွက်လက်၄ခုခန်းကြီးစကလုံးလို့ခေါ်နေကြတယ်အဲ့ဒါဆိုရင်ဘာလို့ခေါ်ရလဲဒီမှာကြည့်ကြည့်မယ်ရှိတဲ့ဤလိုဖြစ်နေတဲ့လုံနေတဲ့ခါတချီကိုပုံတရံကိုခုတ်တုခါရအကြောင်းကိစ္စကနေမှမဲဂါနဲ့တော့ယောနာမဲဂါလက်လိုမျိုးပိုင်ဖမ်းမဲ့ဒီကနေဖမ်းမလားဒီကနေဖမ်းမလားဒီစကားတွေကနေဖမ်းမလားဟုတ်ပြီနော်အဲ့ဒီခန်းကြီး၃လုံးဒီဆိုတဲ့ကအနောက်မှာရှိချင်းဖြစ်ချင်းတွေကိုပြမယ်ဆိုတော့ဘယ်လိုဟာလိုက်မလဲအဲ့တော့ကွက်လက်လုံနေတယ်ထည့်လို့မရတမျိုးကြီးပဲဒီခန်းကြီး၃လုံးဒီလုံနေတယ်ဘာလုံနေမှမသိဘူးထည့်လို့မရလုံနေတယ်ကိုထည့်ခြင်းဘာလုံနေမှာလဲပုံသဏ္ဍာန်ကိုလုံနေတယ်ဘယ်လိုပုံသဏ္ဍာန်ကိုလဲစဉ်းစားပြီခိုးတုခါရဘယ်လိုအကြောင်းကိစ္စကနေမှာလဲဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ခိုးတုခါရဆိုရင်များသောအားဖြင့်ခိုးတုရဲ့အရှိမကဘာလိုက်လဲဆိုရင် G-Shock ပဲလိုက်တယ် G-Shock ခိုးတုပဲရှိတယ်ဟုတ်ပြီနော် G-Shock ခိုးတုအဲ့ဒါဆိုဒီမှာ G-Shock ပေါင်းတာပါရှိတယ်ဒါပဲရှိတယ်နောက်တစ်ခုစဉ်းစားမှအဖြေထဲမှာဒီမှာယောနာလိုမျိုးသိကြတယ်ယောနာရဲ့နောက်မှာ noun ပဲလိုက်တယ် grammar pattern ရှိတယ်ယောနာ noun လိုမျိုး noun အဲ့ဒါဆိုရင်ဒီထဲမှာ noun ပဲရရှိတယ်ဒီတစ်ခုပဲရှိတယ်ဒါ noun ဟုတ်ပြီနော်အဲ့ဒါဆိုရင်၄ရဲ့နောက်မှာသိကြတယ်နှစ်လိုက်ရမယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ခိုးတုရဲ့အရှိမဘာလိုက်ရမလဲ G-Shock လိုက်ရမယ်အဲ့ဒါဆိုရင်1နဲ့2က1နဲ့3ကအစင်လိုက်နောက်တစ်ခုက4နဲ့2ကအစင်လိုက်အဲ့ဆိုရင်4နှစ်1 3ဖြစ်မလား1 3 4နှစ်ဖြစ်မလားဆက်ကြည့်မယ်အရင်ဦးဆုံး1 3 4နှစ်နဲ့ဆက်ကြည့်မယ်အစင်လိုက်သွားမယ်ဆိုရင်1 3 4နှစ်နဲ့ဆက်ကြည့်မယ်နော်အဲ့တော့အကျမ်းမြေ1 3 4နှစ်နဲ့ဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီခန်းကြီး3လုံးဒီလုံနေတဲ့ကိစ္စကနေမှမျက်မှန်လိုမျိုးပုံတံကိုတမျိုးဖြစ်သွားတယ်အစိမပြေတော့အဲ့ဒါဆိုရင်ပြန်ဆက်ကြည့်မယ်4နှစ်1 3နဲ့ဆက်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီခန်းကြီး3လုံးဒီမျက်မှန်လိုမျိုးပုံတံကိုလုံနေတဲ့အကြောင်းကိစ္စကနေမှဒီမဲဂါနဲ့ဟာရှိလို့လဲခေါ်နေကြတယ်ပြောချင်တာကဒီတရားကမျက်မှန်ပုံတံဖြစ်တဲ့အတွက်ကြောင့်မျက်မှန်တရားလို့ခေါ်ကြတာအဲ့တော့ပုံတံကိုအစွဲပြုပြီးတော့နာမည်ပေးလိုက်ကြတာပေါ့နော်အဲ့လိုမျိုးဖြစ်မယ်အဲ့ဒါဆိုရင်ဒီစကားလှတယ်သွားလာလဲမိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့စတားနေရပါကြလဲဆိုတော့4 2 1 3ဆိုတော့တစ်ကြတယ်ဟုတ်ပြီနော်အဲ့နောက်တစ်ခုဆက်သွားမယ်ဒါကကျတော့နာမည်ဒါနာကပြောမယ်ဒါခိမူရာဆန်ရေးတဲ့ရှိကောတူကတဲ့ဒိုဒက်စ်ကအလုပ်အခြေအနေဘယ်လိုရှိလဲပေါ့နော်အဲ့တော့ခိမူရာနဲ့ပြန်ပြောမယ်ခန်းရှာနီဟာအတဲ့ကုမ္ပဏီကိုဝင်တာမာရယခုတိစုခုရှိရှိကနည်းနည်းလေးကလွယ်ရကွက်လက်ဒက်စ်ကကွက်လက်ဖြစ်တော့ညာလဲမိုင်းနီချီတာနုရှိဒက်စ်နေတိုင်းပြောရပါတယ်တဲ့အဲ့တော့ဒါနာကမေးတာခိမူရာရောက်မင်းအလုပ်အခြေအနေဘယ်လိုရှိလဲအလုပ်ဝင်ခဲ့တဲ့ကအခုတိတော့နည်းနည်းအနည်းငယ်ပဲလွယ်ရင်ပေါ့နော်ကွက်လက်ဖြစ်တော့ညာလဲနေတိုင်းပြောရတယ်အဲ့တော့ဖြစ်တော့ညာလဲနေတိုင်းပြောတယ်ဆိုတော့ဒီနှစ်ခုကအရှင်းနောက်ဆန့်ကျင်ပဲဖြစ်အောင်ဘာလို့ဆိုတော့ desk ကားဆိုတာကတော်ညာလဲပေးမယ်လေအရှင်းနောက်ကဆန့်ကျင်ပဲဖြစ်ပြန်မှာဒီမှာပြောတယ်ဆိုရင်ဒီအရှင်းမှာအစင်မပြေတဲ့ဟာလိုက်မှာအဲ့ဒါအစင်မပြေတာပါရှိတယ်ဝါခါရ9ဟုတ်ပြီနော်ဝါခါရ9ရှိတယ်နောက်တစ်ခုကကြတော့နော်တဲ့ဒီမှာ infogram မှာနော်တဲ့အရှင်းမှာလိုက်မှာက plain form လိုက်မယ်plain form ပြောတာပါရှိတယ်9ရှိမယ်9တခုပဲရှိတယ်အဲ့ဒါသိကြတယ်နော်တဲ့အရှင်းမှာနှစ်လိုက်မယ်အဲ့ဒါဆို2ရဲ့နောက်က1 1ကတတွဲဖြစ်မယ်မှတ်ထား2က1ကတတွဲဖြစ်မယ်ဟုတ်ပြီနော်အဲ့ဒါ2က1ကတတွဲရပြီအဲ့ဒါဆိုလို့ရှိရင်ကြံတဲ့4နဲ့3 3နဲ့4ကိုဘယ်လိုဆက်မလဲအဲ့တော့ဘာခါရီဝါခါရ9ခိုးတိုတာဝါခါရ9ခိုးတိုဘာခါရီဖြစ်မလားတေကြတာပေါ့ဘာခါရီဝါခါရ9ခိုးတိုတော့မရှိဝါခါရ9ခိုးတိုဘာခါရီနောင်ဘာခါရီပဲရှိရလေဟောတော့နောင်တွေကြီးပဲဟုတ်တယ်မလားအဲ့တော့ဒါကဝါခါရ9ခိုးတိုဆိုတာနားမလဲတဲ့ကိစ္စနောင်လို့မှတ်လိုက်လေအဲ့ဒါဆိုလို့ရှိရင်4နဲ့3ကတတွဲရပြီအဲ့ဒါဆိုရင်2 1 4 3ဖြစ်မလား3 4 3 2 1ဖြစ်မလားဆက်ကြည့်မယ်ဒါဆိုလို့ရှိရင်ကုမ္ပဏီကိုဝင်ကြတဲ့ကနည်းနည်းငယ်ကလွဲပြီးတော့တက်တဲ့ E9 ဆိုတာကကြတော့ရောက်ရှိတာတိုးတက်တာကိုပြောတာပေါ့နော်ကြာညောင်းတာလည်းသုံးလို့ရတယ်တက်ချီမက်ကလာတယ်ဟောမှတ်လိုက်အဲ့ဒါဆိုရင်အနည်းငယ်ကလွဲပြီးတော့မကြာသေးဒါ9ဆိုတော့မကြာသေးဘူးပေါ့နော်နော်တဲ့တော့ကြောင့်မကြာသေးတော့ကြောင့်နားမလဲတာတွေကြီးပဲဖြစ်ပေမဲ့နေ့တိုင်းပြောရတယ်ဒါဆိုလို့ရှိရင်ဘယ်လိုဆက်လဲ2 1 4 3နဲ့ဆက်တယ်အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့တန်တရားဝင်တယ်4 3 2 1နဲ့ကိုပြန်ဆက်ကြည့်အောင်မယ်အဲ့ဒါဆိုရင်ကုမ္ပဏီကိုဝင်ကြတဲ့ကအနည်းငယ်ကလွဲပြီးတော့နားမလဲတဲ့ကိစ္စတွေကြီးပဲမကြသေးတဲ့အတွက်ကြောင့်ဖြစ်ပေမဲ့လေစကားကလုံးဝဆန့်ကျင်ပဲကြီးတစ်မျိုးကြီးပဲဖြစ်နေကပောက်တိကပောက်ချာတွေဖြစ်နေအဲ့ဒါဆိုရင်ငါတို့အရှိတိုင်းပြန်ဆက်မယ်2 1 4 3အဲ့ဒါဆိုစတားနေက4ကြတယ်ဟုတ်ပြီနော်အဲ့တော့ထပ်ကြည့်မယ်နောက်ဆုံးတစ်ပုတ်အဲ့တော့ကုမ္ပဏီမှာတဲ့အဲ့တော့ဒီလူကနေပြီးတော့ပြောမယ်ပေါ့ဒါနာမည်လို့ပဲမှတ်လိုက်အဲ့တော့ဟာရှိရစံရေးတဲ့အဲ့တော့လာမယ့်အပတ်တဲ့ဆယ်မီနာပေါ့နော်ဆယ်မီနာရဲတဲ့ပိုစတာကိုတဲ့ရှိရိမဆန်းခါဆိုတာတိသလားလို့မေးတာပေါ့နော်တွေးမိသလားလို့မေးတာတိသလားလို့မပြောဘာသာပြန်တော့တွေးမိသလားလို့မေးတာအဲ့တော့ရှိရိမဆိုတာတိရဆိုပေမဲ့ဒီနေရာမှာဟာရှိရဆန်ရေးတဲ့နောက်တစ်ပတ်အတွက်ငါတို့ဆယ်မီနာမှာအသုံးပြုမဲ့ပိုစတာလေးကိုတွေးမိသေးလားတဲ့စက်ခီခုနကပဲကွက်လက်၄ခု
high ten desk ခဲတို့ထည့်ထားခဲ့တော့ညာလေခိစဣတာရတတိထားမိလိုက်တော့ဟာခိုကနာခုနတ်တဲ့ဒီပုံးလေးကမရှိနေဘူးဒီပုံးထည့်ထားတဲ့ပုံးလေးကမရှိနေအဲ့ဒါဆိုရင်ဒီမှာဒီမြင်ကွက်လက်လေးပြီးအဆုံးသတ်မှာက high တဲ့ထည့်တယ်ရှိတယ်အဲ့ဒါဆိုလို့ရှိရင်ထည့်တယ်ဆိုလို့ရှိရင်ဝင်ရင်ထည့်ရင်အဲ့တော့စီးရင်တွေ့ရင်နီးတယ်ပဲသုံးရတဲ့ particle ရှိတယ်နောက်တစ်ခုကကျတော့ထည့်တယ်ဆိုတော့ဝင်တာနဲ့အတူတူပဲနီးဆိုတဲ့ particle ပဲသုံးရမယ်အဲ့တော့သူကနေစပြီးတော့ point ဖမ်းမယ်သူရဲ့အရှိမနှိပါတဲ့ဟာလိုက်ရမယ်ထည့်လို့ရတဲ့အရာလိုက်ရမယ်အဲ့တော့ဒီမှာလိုက်ကြည့်အဖြေထဲမှာနှိပါတာပါရှိတယ်ဒီမှာတစ်ခုရှိတယ်အဲ့ဒီမှာတစ်ခုရှိတယ်အဲ့ဒါဆိုရင်တေးကြတယ်နောက်ဆုံးမှာ3နဲ့လေးရှိရမယ်ဟုတ်ပြီအဲ့ဒါဆိုရင်သူကထည့်တယ်ဆိုတော့ထည့်လို့ရတဲ့ noun ဆိုလို့ရှိရင်အဲ့တော့ရှီရိုဤဒန်ပိုရုဘာခိုအဲ့တော့အဖြူရောင်ဂတ်ထုပုံအဲ့ဒါဆိုရင်ဂတ်ထုပုံနဲ့ပဲထည့်လို့ရမှာဆိုတော့နောက်ဆုံးနေရာမှာကဘာထည့်ရမှာလဲနောက်ဆုံးကွက်လက်နေရာမှာကကြတော့ဒီမှာတစ်ခုပြောင်းနေလေးထည့်ရမှာဟုတ်ဆိုအဲ့ထည့်ကိုပဲထည့်လို့ရမှာလေဟုတ်တယ်မလားဒီအဆုတ်ခိုနီဟိုနေရာမှာထည့်ထားဆိုတော့မရှိနိုင်ဟိုနေရာမှာဘာရှိတယ်ညာရှိတယ်ပဲဖြစ်ရမှာဟုတ်အဲ့တော့ပုံလေးကိုပဲထည့်လို့ရမှာဆိုတော့နောက်ဆုံးမှာလေးထားပေးလိုက်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်စက္ခိခုနကဒီမှာဆိုရင်မတဲ့အထီးအတ္တရှိခဲ့တဲ့အဆုတ်ခိုနီဟိုနေရာမှာအဲ့တော့ဘာသာပြန်ကြည့်မယ်အထီးရှိခဲ့တဲ့ဟိုနေရာမှာရုတ်တရက်ဆက်ကြည့်လိုက်ဟိုနေရာမှာရှိခဲ့တယ်ပဲဆက်လို့ရမှာဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်3နဲ့ 3နဲ့2ကတွဲဖြစ်မယ်အဲ့ဒါဆို1ပဲကျန်တော့တာပေါ့အဲ့ဒါဆိုရင်4ရတဲ့နေရာရနေပြီအဲ့ဒါ3နဲ့2ကတွဲရနေပြီဆိုလို့ရှိရင်ဒီနေရာမှာ3နဲ့2ကိုထားရင်1ကိုဘယ်မှာထားမလဲမတယ်လားအဲ့ဒါဆိုရင်အတ္တမတဲ့ရှိခဲ့တဲ့အထီးလားဒါမှမဟုတ်လို့ရှိရင်စက္ခိခုနကမတဲ့ကိုရှိမှထားရင်ခုနကအထီးလားအဲ့ဒါဆိုရင်1ကိုရှိမှထားရင်ဘာသာပြန်ကြည့်ရင်ခုနကအထီးဟိုနေရာမှာရှိခဲ့တဲ့ပုံတွေကိုထည့်ခဲ့တော့ညာလေတတိထားမိလိုက်တော့အဲ့ဒီပုံကမရှိနေဘူးစကားသွားလာလှတယ်အဲ့ဒါဆိုလို့ရှိရင်1 3ဘာဖြစ်မလဲဆိုလို့ရှိရင်2နောက်ဆုံးက4ပြီးသွားပြီအဲ့ဒါဆိုရင်စတားနေရ2ကြာတယ်ဘာသာပြန်လို့ရှိရင်ခုနကအထီးဟိုနေရာမှာရှိခဲ့တဲ့ပုံတွေကိုငါထည့်ထားခဲ့တယ်တို့ပဲမဲ့တတိထားမိတော့မရှိတော့ဘူးဟုတ်ပြီနော်အဲ့တော့တရားတော်မှဖတ်ကြမလို့တော့ဘူးနော်ဒီအသွားလာကိုကြည့်ပြီးတော့စကားဆက်သွားလိုက်တာအဲ့ဒါဆိုရင်စတားပု္ပ္ပစာအဖြစ်အချိန်တိုးလေးနဲ့ရပါပြီဒါစကားပြောတဲ့ကြောင့်အချိန်ကကြာသွားတာစောင်းဘက်မှာအဲ့ဒီတိုင်းပဲအရှိနောက်ကနေ point ဖမ်းမလားစာကြောင်းဘာသာပြန်ပြီးတော့ပဲစကားဆက်ကို point ဖမ်းမလား3မျိုး point ဖမ်းလို့ရပါတယ်အဲ့တော့နောက်ထပ် point ဖမ်းနည်းတွေမှာပြန်တွေ့ကြပါမယ်